အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ Liverpool X Flybet Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်တို့ဒီနေ့မနေ့အစောပိုင်းမှာရှင်ပြိုင်ခဲ့တဲ့ Champions League ပွဲစဉ်မှာဒီ Marseille ကိုကျွန်တော်တို့က3ဖို့ပြတ်နေနိုင်ခဲ့တာကြောင့်ကျွန်တော်တို့ဒီ Champions League အမှတ်ပေးစရာရဲ့အဆင့်400ကိုတက်လှမ်းလာနိုင်ခဲ့တယ်လို့ကျွန်တော်တို့ကဒီရှုံးထွက်အဆင့်ကိုဓာတ်ရိုက်တက်ရောက်ဖို့အတွက်ဒီ Play-off တွေကန်စရာမလိုဘဲနဲ့လဲ1-8ကနေပြီးတော့ဓာတ်ရိုက်တက်ရောက်ဖို့အတွက်ကိုအခွင့်အရေးတွေလည်းတော်တော်လေးတော့တသွားခဲ့ပြီပေါ့နော်ဒါပေမဲ့ဒီနိုင်ပွဲရဲ့နောက်ွယ်ကအာနီစလော့အသုံးပြုလာခဲ့တဲ့ကစားဟန်အစ်စ်နဲ့အတူတူကျွန်တော်တို့ဒီကစားကွက်အစ်စ်ပေါ်မှာကစားသမားတွေရဲ့စွမ်းဆောင်ရည်တွေနဲ့ဒီကျွန်တော်တို့ရဲ့ဒီပွဲမှာပေါ်ပေါက်ခဲ့တဲ့အားနည်းချက်တွေကဘာတွေလဲဆိုတော့ကျွန်တော်တို့အတူတူဆက်လက်ဆွေးနွေးတောင်းရအောင်ပါခင်ဗျာအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဝမ်းသာစရာကောင်းတဲ့အကြောင်းလေးတွေနဲ့ပဲစရမယ်ဆိုရင်ကျွန်တော်တို့လီဗာပူးကဒီနိုင်ပွဲကြောင်းပေါ့နော်ကျွန်တော်တို့အဆင့်6ကနေပြီးတော့အဆင့်400ကိုရောက်ရှိလို့လာခဲ့ပါပြီကျွန်တော်တို့ကလက်ရှိရမှတ်15မှတ်နဲ့အတူတူရှုံးထွက်အဆင့်ကိုဓာတ်ရိုက်တက်ရောက်ခွင့်ရမဲ့ဒီ1-8အတွင်းမှာရှိနေဖို့ပါဆိုရင်ကျွန်တော်တို့တွေအတွက်ကအလားအလာတွေအများကြီးရှိသွားပြီကျွန်တော်တို့ဒီ1-8ဝင်မှသာလျှင်ဒီ play-off ပွဲစဉ်အဖို့2ပွဲမကန်ရပဲနဲ့ကျွန်တော်တို့တွေကအပေါ်မှာပဲဓာတ်ရိုက်စောင့်နေရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲချက်ကာလမှာပွဲဖို့2ပွဲကိုရှောင်နိုင်လိုက်တာဆိုရင်ကျွန်တော်တို့လီဗာပူးတို့ကစားသမားတွေအတွက်ကောနီးပြတွေအတွက်ကောအသက်ရှူချောင်စေတဲ့အနေအထားပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒီပွဲစဉ်မှာဂိုးပြတ်ရလက်နဲ့နိုင်ပေမဲ့လည်းကျွန်တော်တို့အတင်းလိုက်ကစားဟန်အရာတော့အရင်ကြီးအားရစရာကောင်းရဲ့လားဆိုတော့စဉ်းစားကြည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီပွဲစဉ်ရဲ့ကစားဟန်မှာတော့လိုအပ်ချက်တွေရှိနေခဲ့တယ်အာနီစလော့အနေနဲ့လည်းဒီမာစီနဲ့ပွဲစဉ်မှာဒါသူ့အနေနဲ့ဟိုရှေးကဒီ Frankfurt နဲ့ပွဲစဉ်မှာတော့ကလည်း4-4-2တွေပါသုံးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့သူသုံးလာတဲ့4-4-2လေးကြတော့နောက်တန်း4ယောက်ဒီကွင်းလေ2ယောက်ပြီးရင် AF 2ယောက်ပြီးရင် Central Forward 2ယောက်နဲ့4-2-2-2ဆိုတဲ့4-2-2-2ကစားကွက်မျိုးအခင်းချင်းမျိုးလေးသုံးလာပြီးတော့ဒီဘောလုံးကင်ထားတဲ့အချိန်မှာပဲဖြစ်ဖြစ်ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကဒီပြောမယ်ဆို4-2-2-2ဆန်နဲ့ဒီ4-2-4လို့ရှိတ်မျိုးသုံးခဲ့တာတွေ့ရတယ်ပေါ့နော်ဒီ4-2-4ရှိတ်မှာဆိုရင်ဒါအာနီစလော့အနေနဲ့ကိုသမားနေရတော့အလစ်စင်ပါကာပဲဒါပေမဲ့နောက်တန်း၄ယောက်မှာဆိုရင်တော့ဒီဖရင်ပေါင်နဲ့ကာကတ်နေကပို့ပြီးတော့ခြေစွမ်းပြလာနိုင်တာကိုတွေ့ရတယ်ဖရင်ပေါင်ဆိုရင်ဒီပြိုင်ဘက်ရဲ့တောင်မှဘက်ချမ်းပေါ့နော်ဒီကွင်းဘေးစီနာတက်စလိုင်းနေနားမှာသူ့ရဲ့လောက်ကွက်တွေကတပွဲထက်တပွဲပို့ပြီးတော့ပေါ်လာတာကိုတွေ့ရတယ်အရင်သုံးခဲ့တဲ့4-4-2မှာဆိုရင်တော့ကျွန်တော်တို့ဒီကွင်းလေ4ယောက်မှာဆိုရင်2ယောက်ကဒီ left wing နဲ့ right wing တွေကိုထွက်ပြီးတော့တောင်မှန်ဒီဘက်ကိုထွက်ပြီးဆော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့အာနီဆိုတော့သုံးလာတဲ့ကစားဟန်မှာဆိုရင်တော့ဒီနောက်တန်းကဒီကာကတ်နဲ့ဖရင်ပေါင်ကပဲတောင်မှန်တွေကိုလိုက်တက်ပြီးတော့ကွင်းလေမှာဆိုရင်ဒီဘက်ပေးပေါ်2ယောက်ဖြစ်ကတော့ဒီပွဲစဉ်မှာမာကာနဲ့ problem ဘက်ကိုတွဲထားပေးခဲ့တယ်ပေါ့နော်ပြီးတော့သူ့ရဲ့ရှေ့မှာနောက်ထပ်2ယောက်အဖြစ်ကျွန်တော်တို့ဖလိုရှိမယ်စိုးကိုရှိမယ်ပေါ့နော်ဒီ4ယောက်က box ပုံစံလေးရှိနေပါတော့ဒီမှာ2ယောက်ပြီးရင်ဒီရှေ့မှာလည်းနောက်ထပ်2ယောက်ရှိပြီးတော့ထူးဆန်းတာကတော့ဒီ EKTK နဲ့စလာကိုတော့ဟိုအတွင်းအရန်ကြီးလဲဝင်ခိုင်းတာမျိုးလည်းမဟုတ်ဘူးဟိုဘေးဘက်ကွင်းဘေးစီးနားတွေထိထွက်ခိုင်းတာလည်းမဟုတ်ပဲနဲ့ဒီပြိုင်ဘက်ရဲ့ high speed နားတွေမှာပဲနေရာယူခိုင်းတာတော့တွေ့ရတယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒါကျွန်တော်တို့နောက်တန်း4ယောက်လိုမျိုးပဲဒီစန္ဒဘတ်2ယောက်ကနောက်မှာဒီပြီးရင်ဒီ LBRB ကရှေ့လင်းနဲ့ရောက်တယ်ပြီးရင်ကျွန်တော်တို့ကွင်းလည်2ယောက်ရှိမယ်ပြီးရင်ရှေ့က4ယောက်ကလည်းဒီနောက်တန်း4ယောက်စီလိုမျိုးပဲပေါ့နော်နောက်မှာ flow ရဲ့ sobo ရဲ့ရှိပြီးတော့ရှေ့ရဲ့ဒီ headline head speed တွေမှာဆိုရင်တော့ကျွန်တော်တို့ EKTK နဲ့စလာကိုတွဲပြီးတော့အသုံးပြုလာတာလေးတွေတော့တွေ့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီပွဲစဉ်စထဲကနေပြီးတော့ကျွန်တော်တို့ဒီမာဆေးရဲ့ကွင်းမှာကျွန်တော်တို့ပွဲရဲ့တန်ဖိုးထိန်းဖို့အတွက်စူးစမ်းရင်းနဲ့အခွင့်အရေးအချို့တွေလည်းရတယ်ရပေမဲ့လည်းကျွန်တော်တို့အနေနဲ့ဒါအဆုံးသက်ပိုင်းလိုအပ်ချက်လေးတွေကတော့ထုံးစံတိုင်းပဲမြင်တွေ့နေရတော့မယ်ကျွန်တော်တို့ဒီ grabber map ကိုပြစ်ဒဏ်ကျူးလွန်လိုက်တဲ့အတွက်ပထမပိုင်းပြီးကန်ဒီမှာ free kick ကန်ခွင့်ရတယ်ပေါ့နော်ဒီ free kick ကိုဆိုတော့ပဲလှလှပပကန်သွင်းနဲ့ကျွန်တော်တို့အနေနဲ့ကဥဆောင်ကိုရရှိခဲ့တယ်ပေါ့နော်ဒီဥဆောင်ကိုရခဲ့တာကြောင့်ကျွန်တော်တို့လီဗာပူးကဆိုရင်မာဆေးရဲ့ကစားကွက်ကိုအများကြီး changes လုပ်နိုင်တဲ့ခိုက်တက်နေရှိခဲ့တယ်ပေါ့နော်မာဆေးအနေနဲ့ဒီဥဆောင်ကိုမပေးရခင်အချိန်မှာသူတို့အနေနဲ့ကဒီ5-4-1နေပိုင်းနဲ့နောက်တန်း9ယောက်နဲ့ off the ball တွေမှာပိတ်ပြီးတော့ကစားပေမဲ့ဒုတိယပိုင်းလည်းရောက်သူတို့တွေကဆိုရင်ဒါဂိုးပြန်ရဖို့အတွက်ကိုဖွင့်ကစားပြီးတော့ဒီ
on the body မှာဆိုရင်မာဆေးရဆိုရင်လည်း9ယောက်တန်းလိုမျိုးပိတ်ဆော့မနေတော့ဘဲနဲ့4ယောက်နဲ့ပဲပုံမှန်ဆော့လာပြီးတော့သူတို့တွေကလည်းဒီ433ဆန်ဆန်မျိုးလေးတွေကစားလာတယ်သူတို့ဒီလိုဖွင့်ပြီးကစားလာတာဆိုရင်ကျွန်တော်တို့လက်ပါဦးတော့ကပို့ပြီးကစားရတာလွယ်ကူသွားပြီးတော့3ဂိုးပြတ်ဆိုတဲ့ရလက်ကိုထွက်ပေါ်လာစေခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါအီကီတီကီတိုင်ထိသွားတဲ့အလုံးနေပြီးတော့ဒီဆာလာ 1+1 တွေ့တဲ့အလုံးနေမှာဘောထိန်မလို့ကံမလို့နဲ့ဂိုးပေါက်လွဲသွားတဲ့အလုံးနေဒီလိုအခွင့်အရေးတွေလွဲချော်ခဲ့တာတွေရှိတယ်ပေါ့နော်ဒီလိုမျိုးကျွန်တော်တို့အခွင့်အရေးတွေရခဲ့တာဆိုရင်ဒီမာဆေးဘက်ကနေပြီးတော့ကျွန်တော်တို့လီဗာပူးဘက်ကိုဖွင့်ကစားပေးခဲ့လို့လားကျွန်တော်တို့လိုချင်တဲ့ကစားကွက်မျိုးရခဲ့တယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ကစားဟန်မှာကလည်းဟာခွက်တွေရှိနေတာကိုလည်းတစ်ခုတော့သတိထားရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီမာဆေးကစားသမားတွေအနေနဲ့ကျွန်တော်တို့လီဗာပူးအသင်းဘက်ကို 1+1 အခွင့်အရေးတွေလည်းရတယ်ပေါ့နော်ဒီနှစ်ကြိမ်ရခဲ့တဲ့အချိန်မှာဆိုရင်ပထမအနေနဲ့ကဒီနောက်ကနေပြီးတော့ဂိုးမက်ကလိုက်ပြင်မဲ့လည်းမမီတော့ဘူးပေါ့နော်မာဆေးရဲ့ဒီတိုက်စစ်ကစားသမားထပ်မစွဲပဲနဲ့သူ့အနေနဲ့စီထိတ်ကနေကန်လိုက်ပြီးတော့ဂိုးပေါက်လွဲသွားလို့ကကျွန်တော်တို့အဲ့ဒီချိန်မှာတက်တက်ရခဲ့တယ်ပြီးတော့နောက်ဥပါမီယန်ဝင်လာတဲ့အချိန်မှာဆိုရင်လည်းဥပါမီယန်ကိုအလွတ်ကြီးကန်ခွင့်ပေးလိုက်ရတာကိုကျွန်တော်တို့ဂိုးသမားအလီဆင်ပုတ်ထုတ်နိုင်ခဲ့တာကြောင့်ဂိုးပြတ်မပေးခဲ့ရတာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ကဒီ half chance နေလည်းခဏခဏပေးခဲ့ရတယ်ပေါ့နော်ဒီ half chance နေမှာဆိုရင်ပြောမှဆိုဒီ green blue ကိုလှမ်းကန်လိုက်တဲ့အလုံးတွေဆိုရင်ဒီကျွန်တော်တို့ဗန်ဒိုက်ကဘလော့လိုက်ပြီးအလီဆင်ကပုတ်ထုတ်လိုက်နဲ့ဂိုးပြတ်မပေးခဲ့ရတာကြောင့်ကျွန်တော်တို့တွေကဒီရလက်ပိုင်းအရာလဲနည်းငယ်လေးတက်တရခဲ့တယ်လို့ဆိုရမယ်ပေါ့နော်ဒါကြောင့်ဒီပွဲမှာဆိုရင်ဒါ clean sheet ရခဲ့တာအလစ်ဆင်ဘကာကြောင့်လို့လည်းပြောလို့ရပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ခံစစ်ကစားပုံကလည်းကစားကွက်ပြောင်းလာပြီမဲ့လည်းအနေငယ်တော့စိုးရင်စရာလေးတွေတော့ရှိနေတော့မယ်ပေါ့နော်ပြီးတော့နောက်တစ်ခုပြောရမှာကတော့ဆာလာပေါ့နော်ဆာလာသူ့အနေနဲ့ဒီအာတီကဖလာပြီးချင်းကျွန်တော်တို့လီဗာပူးနဲ့တူပူးပေါင်းခဲ့ပြီမဲ့လည်းဒါမာဆေးနဲ့ပွဲစဉ်မှာသူ့အနေနဲ့ကဒီမိနစ်60ပြည့်ကစားခဲ့သည့်တိုင်အောင်လို့ပေါ့နော်ဒါအတင်းလိုက်ကစားပုံမှာအကျိုးပြုတဲ့အပိုင်းတွေရောသူ့ရဲ့ဒါအဆုံးသတ်မှုအပိုင်းတွေမှာလိုအပ်ချက်လေးတွေရှိနေတာတော့မြင်နေရသေးတယ်ပေါ့နော်ဟိုတစ်ချိန်ကဆာလာကိုမြင်ရဖို့ကတော့ဒါလက်ရှိသူ့ရဲ့အသက်အရွယ်အရာတော့အရင်ကဆာလာကိုတော့မြင်မှတော့မြင်ရမယ်ဒါပေမဲ့လည်းပြိုင်ဘက်တွေကတော့ဆာလာဆိုတဲ့အတွက်ဒီပြပပြိုင်ဘက်တွေကတော့အနေငယ်လေးရှိန်နေတဲ့သဘောမျိုးလေးတော့ရှိတယ်ပေါ့နော်ဆာလာအနေနဲ့လည်းဒီထက်ပို့ပြီးတော့ဆောင်းဆောင်ရီကောင်းနေပြသဖို့လည်းလိုအပ်တယ်အကယ်၍ဤဆက်တာပြန်လာမယ်ဆိုရင်သူအနေနဲ့ကပွဲထွက်ခွင့်မရတာတွေဖြစ်လာနိုင်ပြီးတော့ဒါအရင်လိုမျိုးပြဿနာမျိုးတွေကျွန်တော်တို့ထပ်မဖြစ်စေချင်တော့ဘူးပေါ့နော်သူအနေနဲ့ဒီထက်ဆွမ်းဆောင်ရီကောင်းလေးတွေပို့ပြခြင်းနဲ့ကျွန်တော်တို့ကလည်းပြောမယ်ဆိုဆာလာကိုလည်းမမုန်းဘူးဆာလာကျွန်တော်တို့လီဗာပူးအသင်းအတွက်ဘယ်လောက်ထိအကျိုးပြုလဲမပြုလဲဆိုတော့ပေါ့မူတည်ပြီးတော့ပဲသူ့ကိုပွဲကစားခြင်းပေးတာမပေးတာမျိုးလေးတွေအဲ့လိုမျိုးလေးတော့ဖြစ်စေခြင်းနဲ့ပေါ့နော်လက်ရှိချိန်မှာတော့ကျွန်တော်တို့ဒီဒဏ်ရာရနေတဲ့ကစားသမားတွေရှိနေတဲ့အတွက်ဆာလာကတော့ပွဲကစားခြင်းတွေရနေမှာဖြစ်ပါတယ်တခြားကြံတဲ့ကစားသမားတွေရဆိုရင်တော့ frame ပေါင်ကတော့တော်တော်လေးတပွဲနဲ့တပွဲသူ့အနေနဲ့ကျွန်တော်တို့လီဗာပူးအသင်းပေါ်ကိုအကျိုးပြုလာတာတွေတွေ့ရမယ်အသင်းလိုက်ကစားဟန်မှာရောကျွန်တော်တို့အသင်းရဲ့ဒီတွင်းကူးတွေမှာရောသူ့အနေနဲ့တော်တော်လေးအကျိုးပြုနိုင်တာတွေ့ရမယ်ကာကတ်ကတော့ကျွန်တော်တို့အသင်းရဲ့ဒီတိုက်စစ်ပိုင်းထက်ကိုကျွန်တော်တို့ဒီအသင်းရဲ့ခံစစ်ပိုင်းအတွက်ကတဖြည်းဖြည်းနဲ့အားကိုးနေရပြီပေါ့နော်ကျွန်တော်တို့ကွင်းလမ်းမှာဆိုရင်ဒီမာဆေးနဲ့ပွဲစဉ်မှာ flow တော့တိတ်တော့အားမရဘူးလို့ပဲဆိုရမယ်ပေါ့နော် flow အနေနဲ့တခါတည်းကန်ရမယ့်အလုံးတွေပေးရမယ့်အလုံးတွေမှာ delay ဖြစ်နေတာမျိုးလေးတွေတော့မြင်တွေ့နေရတော့မယ်ပေါ့နော်။ EGTG ကတော့ဒါသူ့အနေနဲ့ကံမကောင်းလို့ဒါသွင်းကိုမရခဲ့တယ်လို့ဆိုရမယ်ပေါ့နော်။သူသွင်းကိုရတဲ့ဂိုးကြတော့လူကျွနေပြီးတော့ဒါအပိုင် half chance မှာတော်တော်လေးကိုကောင်းတဲ့အခွင့်အရေးစိုးဖို့မျောပြီးလိုက်တဲ့ဘောလုံးဆိုရင်သူ့အနေနဲ့အပိုင်ကန်ရပေမဲ့လည်းဒီဂိုးပါထိပြီးပြန်ထွက်သွားတဲ့အတွက်သွင်းကိုမရရှိခဲ့တာပေါ့နော်။ဆိုတော့ကျွန်တော်တို့အားလုံးကိုခြုံငုံပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့တွေကဒီချန်ပီယံလိမှာဆိုရင်ဒီ1 to 8ဝင်နိုင်ဖို့နဲ့လက်ရှိအဆင့်4နေရာကိုဆက်လက်ထိန်းနိုင်ဖို့ဆိုရင်တော့ဒီထက်ပိုပြီးတော့တည်ငြိမ်တဲ့ performance မျိုးတွေလိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ်အဆုံးသတ်မယ်ဆိုရင်ညီကိုတို့ရောဒီညကနိုင်ပွဲပေါ်ကိုဘယ်လောက်ထိကျေနပ်မှုရှိကြလဲဒီအာနီစလော့ရဲ့4-4ကစားဟန်ကတော့တကယ်ပဲနောက်ပွဲစဉ်တွေမှာအလုပ်ဖြစ်အောင်မယ်လို့ထင်ကြလားဘယ်လိုမြင်ကြလဲအားလုံးရဲ့အမြင်လေးကိုကိုမမဝေမျှပေးတော့ကြပါဦးခင်ဗျာခုဗီဒီယိုလေးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ